သွေးတိုးစီးကြိုနဲ့နှလုံးယောဂဖြစ်ပွားမှုကိုအတက်နိုင်ဆုံးကာကွယ်ပေးတဲ့ဓနီဘူးကြောက်ရည်နွေးချမ်းဗျာသိတဲ့လူတွေကတော့ကြော်သွားပေါ့နော်ဒါမသိတဲ့လူတွေတော့ကိုပြောပြတာအဲ့တော့ကျွန်တော်တို့ဒါနော်ပင်လယ်ပိုင်းမှာရှိတဲ့တောပိုင်းဒေသတော်တော်များများမှာရှိတဲ့ဓနီအခိုင်ထွက်မဲ့အဖူးပေါ့ဗျာနော်အဲ့ဒါကိုခွာပြီးတော့ကျွန်တော်တို့အနုလေးတွေကိုအဲ့လိုတင်ရပါတယ်ပေါ့နော်အဲ့လိုတင်ရတယ်အနုလေးတွေကိုတင်ပြီးတော့ကျွန်တော်နေလှမ်းပါမယ်ပေါ့နော်ဒီကောင်နေလှမ်းမယ်နေလှမ်းလို့ခြောက်သွားပြီဆိုရပြီသူကထွေထွေထူးထူးဘာမှမရှိဘူးအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဟွာပေါ့ရင်နွေးပေါ့နော်ရင်နွေးကိုလက်ဖက်ချောက်ခတ်တယ်လို့ခတ်ပြီးတောက်ရတာပါဒီကောင်ကသူကဘာတွေကောင်းလဲဆိုလို့ရှိရင်စီးကြိုသွေးကြိုနဲ့နှလုံးယောဂဟိုဖြစ်ပွားမှုနှုန်းအများဆုံးရှော့ချပေးတယ်ပေါ့နော်အခုဆိုရင်လဲမြို့ကြီးတွေမှာစီးတီမတ်တို့အိုရှန်တို့အလားအဲ့လိုဆိုင်ကြီးတွေမှာဆိုလို့ရှိရင်ပါကင်ထုတ်ပိုးမှုလေးတွေနဲ့ရောင်းတာရှိတယ်100 ဂရမ်လောက်ကိုတော့မှ1000 2000လောက်ရောင်းနေကြတယ်ကဲအဲ့တော့အများသိအောင်လို့ share သွားပေးဗျာနော်